1000က3 digits ဆိုရင် million ကဘယ်လောက် digits ဖြစ်မယ်ထင်ပါလဲ6 digits ပါ digits 3လုံးရေးလိုက်တယ်ပြီး comma ခံတယ်ပြီးတော့ digits နောက်ထပ်3လုံးရေးလိုက်တယ် comma ထပ်ခံတယ်ပြီးတော့1ရေးလိုက်တယ်ဆိုတော့အဲ့ဒါကဘယ်လိုခေါ်လဲဆိုရင်1 million digits 6လုံးနဲ့1နဲ့ဆိုတော့1 million နောက်ထပ်တစ်လုံးကိုကြည့်ကြည့်ရအောင်2 million ဆိုရင်ဒီ teacher ကဘယ်လိုဖြစ်မလဲ2ရဲ့ digits 3လုံးပြီးတော့နောက်ထပ် digits 3လုံး6လုံး2 digits 6လုံး2 million 30 million ဆိုရင်ဒီ teacher တို့ဘယ်လိုကြည့်မလဲ30ကိုရေးလိုက်မယ် million ဆိုတော့ digits က6လုံး30 million 30 million 100 million ဆိုရင်100ရဲ့ပြီးတော့ million ရဲ့ digits 6လုံး100 million အဲ့ဒါဆိုရင်ခုနကလိုမျိုးပဲ point စီပါလာပြီဆိုရင်ဘယ်လိုလုပ်မလဲ1.5 million ဆိုရင် point နောက်မှာပါတဲ့5ကို comma ရဲ့နောက်မှာထည့်လိုက်မယ်1ရဲ့5003 digits ပြီးတော့နောက်ဆုံးမှာ000